Mobile Legends hero တွေမှာ true damage အများကြီးပေးနိုင်တဲ့ maximum တစ်ကောင်လေးဖြစ်တယ်လို့ လေ game မှာဆိုရင်တစ်ကောင်တစ်ချက်ပဲဖြစ်တယ်ဆိုတော့ဒီ hero ဘာကြောင့် professional ပွဲမှာမသုံးကြရလဲဒီအကြောင်းပြောရမယ်ဆိုရင်တော့အားသာချက်ထက်အားနည်းချက်ကိုပြောမှပို့ပြီးအဆင်ပြေပါလိမ့်မယ်ပထမဆုံးဒီ hero ကတော့ early game မှာ weak ရဲ့ hero ပဲဖြစ်ပါတယ်ဆိုတော့ဒီအချက်ကိုကြိုက်ချင်မှလည်းကြိုက်ကြပါလိမ့်မယ်ဒါပေမဲ့လည်းဒါလည်းမခံချင်လည်းလက်ခံမှာပဲဖြစ်ပါတယ်Leslie က လေ game hero စစ်လုံးဝရေမရောပဲနဲ့သူ damage ထုတ်ဖို့ဆိုရင်အချိန်အတိုင်းအတာတစ်ခုတည်းကိုစောင့်ရပါတယ်အဲ့လိုဆောင်းနေပဲရှုံးသွားတတ်ကြတာများပါတယ်နောက်တစ်ခုက attack speed နဲ့ဆောရတာအဆင်မပြေရပါပဲ Leslie ရဲ့သူ့ passive ကိုပဲအဓိကအမိပြုဆောရတာကြောင့်မလို့ attack speed နဲ့ပြည့်တဲ့အခါမှာ passive ပါမှအဆင်ပြေရပါအဲ့ဒီခါကျ objective battery ဒါမှမဟုတ်တော့ယူတဲ့အခါမှာတခြား maximum နဲ့ရှင်အားနေသွားပါတယ်တန်နေလို့သွေးမာတဲ့ကောင်တွေကိုတစ်ချက်ချင်း damage အများကြီးပေးနိုင်ပေမဲ့ enemy ကိုenemy ဘက်မှာ healing sport hero နေဆိုရင်တော့ Leslie ကLeslie true damage အဲ့ဒါကြီးကတိတ်ပြီးတော့အလုံးမလုံးပါအောင်ဆိုတော့ mobility ဘိုင်းမှာလည်းတော်တော်လေးအားနေပါတယ်ကိုပြောနေအောင်လောင်းနေ professional player တွေကိုယူလို့မရကြအောင်လဲဒါကိုအားသက်ချက်လို့ပြောလို့မရပြန်ပါဘူး Leslie ကလို့အကောင်းဆုံးအချိန်ကတော့ကိုတင်းမှာအားလေးပိုင်းထင်ပေးမဲ့သူပါတဲ့အခါ enemy တင်းမှာ assassin တွေမှာပါတဲ့အခါပြီးတော့ enemy ဘက်မှာ AP များ hero တွေပဲပစ်လိုက်အခါမျိုးကြီးဆိုရင်တော့ Leslie ကရွေးချယ်တင်ပါတယ်ဒါပေမဲ့လည်းဒီအချိန်မှာလူတိုင်းက career ကိုပဲပြေးကန်နေကြအောင် Leslie ကအရင်လိုဖြစ်နေသေးပါပဲ